Bruce Lee နာမည်ကြီးက Legend ဖြစ်ပြီးတော့သူက1940ခုနှစ်နိုဝင်ဘာလ28ရက်နေ့မှာ American California မှာမွေးဖွားခဲ့ပြီးတော့1983ခုနှစ်ဇူလိုင်လ20ရက်နေ့မှာဆိုလို့ရှိရင်တော့ဟောင်ကောင်မှာတည်ဆုံခဲ့ပါတယ်။ Bruce Lee ရဲ့မွေးနှစ်နဲ့မွေးချိန်ကငကားနှစ်ဖြစ်ပြီးတော့အလွန်ထူးခြားတဲ့သူဖြစ်လာတယ်လို့အားလုံးကယူဆခဲ့ကြပါတယ်။ Bruce Lee ကငယ်စဉ်ကဟောင်ကောင်မှာကြီးပြင်းခဲ့ပြီးတော့သူ့ရဲ့မိဘတွေကအမေရိကကိုပို့ခဲ့တယ်။အကြောင်းရင်းကတော့သူကငယ်စဉ်အခါကရန်ခဏဖြစ်လို့ပါပဲ။သူကကလေးဘဝတုန်းကကလေးကိုင်းတစ်ခုဖြစ်တယ်လမ်းစုံကကြားရဲများခိုင်းခေါင်းဆောင်တအူလည်းဖြစ်ခဲ့ပါတယ်။ဒါနဲ့ချင်းကျိုးတွေစောင်းလေးရှိတယ်လို့အခြားလူမိုက်တွေကိုစိန်ခေါ်ပြီးတော့လေရန်ခဏဖြစ်လေးရှိပါတယ်။ဒါကြောင့်မို့လို့ဒါကိုရက်တက်မှုအတွက်မိဘတွေက Bruce Lee ကိုအမေရိကကိုပို့ခဲ့ရပြီဖြစ်ပါတယ်။ခြားအကောက်ကိုအလို့ကျွမ်းကျင်ပြီးတော့1956ခုနှစ်မှာတော့ဟောင်ကောင်ရဲ့ချန်ပီယံလည်းဖြစ်ခဲ့သူတစ်ယောက်ပါ။ Bruce Lee ကို73နှစ်သားကလေးကတိုင်းပညာကိုသင်ကြားခဲ့ပြီးတော့တရုတ်ဆောင်အဖြစ်နေရာကိုလူသိများပေမဲ့လည်း Bruce Lee ကငယ်စဉ်အခါကကလေးတရုတ်ဆောင်ဖြစ်ခဲ့ဘူးတာကိုတော့လူသိနေပါတယ်။ Bruce Lee က3လအရွယ်ကနေပြီးတော့9နှစ်အရွယ်အထိကိုဟောင်ကောင်ရုပ်ရှင်ကားပေါင်း20မှာကလေးတရုတ်ဆောင်ဖြစ်လဲပါဝင်တရုတ်ဆောင်ခဲ့ဘူးပါတယ်။ Bruce Lee ကိုကျမ်းမာကြမ်းခိုင်ပြီးမြန်ဆန်တဲ့သူအဖြစ်အားလုံးသိကြပေမဲ့လည်း Bruce Lee အမြင်အာရုံပိုင်းမှာပြဿနာရှိတဲ့သူတစ်ယောက်ပါ။ပါဝါများတဲ့မျက်မှန်ကိုတက်ဆင်ပြီးတော့အစောပိုင်းမျက်ကမှန်တက်သူတွေကတယောက်အပေါင်းလည်းဖြစ်ပါတယ်။ Bruce Lee ဟာကဘာကျော်တရုတ်ဆောင်တယောက်ဖြစ်လာခဲ့ပေမဲ့လည်းသူ့ရဲ့စိတ်ထဲမှာအဖြစ်ချင်းဆုံးအရာကတော့ကိုပိုင်တန်းတင်တဲ့ကြောင့်ဆရာပဲဖြစ်ပါတယ်။1963ခုနှစ်နွေရာသီမှာတော့ Bruce Lee ဟာ Lina Armory ဆိုတဲ့အမည်ရှိတဲ့ main ကလေးတဦးနဲ့ဂုဏ်ဖူတင်မေးရာကနေစိတ်ဝင်စားခဲ့ကြပါတယ်။အဲဒီနောက်မှာတော့သူတို့ကချစ်ကြိုက်ခဲ့ကြပြီးတော့ဘဝအခြေအနေကွာဟချက်ကြီးမားလွန်းတဲ့အတွက်မိဘတွေကသဘောမတူတဲ့ကြားတဲ့ကနေပြီးတော့နောက်တစ်နှစ်မှာတော့သူတို့ကလက်ထပ်ခဲ့ကြပါတယ်။ Bruce Lee ဟာလန်ယိုနီစနစ်တွေကိုမကြိုက်ဘဲနဲ့အလွန်စမ်းသစ်တီထွင်ရကိုကြိုက်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။အရှင်ရှိသူရဲ့မူရင်းရှိပြီးသားတိုင်းပညာတွေကိုထပ်မံစမ်းသစ်ရင်းနဲ့သူ့ရဲ့ကိုယ်ပိုင်တီထွင်ထားတဲ့တိုင်းပညာတွေကိုထည့်သွင်းမှုအတွက်ကိုစူးစမ်းနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။မူရင်းပုံစံတွေကနေပြီးတော့ကွဲထွက်နေတဲ့လေ့ကျင့်မှုပုံစံအသစ်တွေကိုတီထွင်မှုပြုလုပ်ခဲ့သူလည်းဖြစ်တယ်လို့ဂျီကွန်ဒိုဆိုတဲ့ပညာရဲ့တစ်ခုကိုလည်းချန်ထားခဲ့သူလည်းဖြစ်ပါတယ်။လီကိုတိုင်းပညာရှင်တရုတ်ဆောင်အဖြစ်လူသိများပေမဲ့လည်းတကယ်တော့သူကအခြားပညာရက်တွေမှာလည်းထူးချွန်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။အဲဒီနည်းပညာအကြောင်းစစ်ဖြစ်ပြီးတော့ထူးချွန်ပြီးဆွဲလုံးလောက်ကောင်းတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။သူအခြားထူးချွန်တဲ့ပညာရက်တွေကတော့အတွေးခေါ်ပညာ၊ကြပြရေးခြင်းလက်ဝိဓာတ်တိုင်အာဟာရကျွမ်းကျင်ခြင်းစတာတွေပဲဖြစ်ပါတယ်။စာလုံးဖတ်တတ်သူတစ်ယောက်ဖြစ်ပြီးတော့နေ့စဉ်နေ့တိုင်းမှာတည်မှုတစ်ခုမဟုတ်တစ်ခုအမြဲရှာဖွေနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။သူ့ရဲ့နာမည်ကြီးကားတစ်ကားဖြစ်တဲ့ Enter the Dragon ဆိုတဲ့ကားမှာတော့သူကအဲ့ဒီတုန်းကလူချမ်းတရုတ်ဆောင်ဖြစ်တဲ့ Jackie Chan နဲ့လည်းဆုံခဲ့ပူပါတယ်။အဲ့ဒီကားမှာတော့လီရဲ့လှုပ်ရှားမှုတွေကမထင်မှတ်လောက်အောင်မြန်ဆန်လွန်းတဲ့အတွက်ကားရိုက်ပြီးရဲ့အချိန်မှာပဲပုံမှန် speed ကို short ချခဲ့ရပါတယ်။ဒါမှသာလူတွေကအတူလို့မထင်မှာဖြစ်ပါတယ်။နေ့စဉ်လက်သီးချိန်9000ခန့်ကိုထိုးလေးရှိပြီးတော့ဒီလေးကျင်းမှုကသူ့လက်သီးရဲ့ပြင်းထန်ခြင်းရဲ့အကြောက်တရားလို့လည်းဆိုနိုင်ပါတယ်။ Bruce Lee ရဲ့လက်ချောင်းတွေကဘယ်လောက်ထိတန်မာတလဲဆိုလို့ရှိရင်တော့စီတူဘူးတွေကိုအပေါက်ဖြစ်အောင်ဖောက်နိုင်တဲ့အထီကိုမှလည်းတန်မာပါတယ်။လေပုံမြောက်ပြလိုက်တဲ့ထမင်းစီကိုသူနဲ့မကြောက်ဖမ်းနိုင်တဲ့အထီကိုမှလည်းတော်ပါတယ်။တိုင်းမဂ္ဂဇင်းရဲ့20ရာစုကမ္ဘာကိုအလွမ်းမိုးဆုံးအယောက်100စီးရင်နဲ့မှအပါဝင်လည်းဖြစ်ပါတယ်။ဒါကတော့ Bruce Lee ရဲ့လူတည်ငယ်အချက်တွေပဲဖြစ်ပါတယ်။မိတ်ဆွေတည်ထားတဲ့ Bruce Lee ရဲ့အချက်တွေရှိလို့ရှိရင်လည်းထပ်ဖြည့်ခဲ့ပါအောင်နော်။